ရန်ကုန်မှာ bubble tea ဆိုင်90ကျော်ရှိတယ်ဆိုရင်ယုံမလားလမ်းထောင်တိုင်းမှာလိုပဲအများဆုံးကပန်းရောင်ဒီဇိုင်းတွေချစ်စရာ logo တွေချိုးအီးနေတဲ့အရာသာတွေနဲ့ဒီဇိုင်းနဲ့ဒီဇိုင်းဘာကွာလဲလို့မင်းတောင်ဖြေဖို့ခက်တယ်ဒါပေမဲ့ဒီဇိုင်းကတော့လုံးဝကိုစန့်ကျင်ဖက်လမ်းကြောင်းကနေထွက်လာတယ်အနက်ရောင်ဒီဇိုင်းတကြားမပါတဲ့လောက်နေတဲ့ကျမ်းမာရေးနဲ့ညီတဲ့လက်ဖက်ရည်လူကြီးကြိုက်ပုံစံနဲ့ပေါ့အန်ဝေါ်စရာကအဲ့ဒီဆိုင်ကအယောင်ရဆုံးရွှတ်သွားတယ်ဘာလို့လဲဆိုတော့သူက Zack လုပ်လဲလို့ပဲဒီနေ့မှလို့အဲ့ဒီအကြောင်းကိုပဲနည်းနည်းပြောကြမယ် Martin Neumeyer ရဲ့ When Everybody Zigs Zack ဆိုတဲ့အယူအဆကိုခြေခံပြီးလေဒီနေ့လို့ပြိုင်ဆိုင်မှုတွေရမ်းများနေတဲ့ဈေးကွက်ထဲမှာဘလို့ထိုးဖောက်မလဲဆိုတာကိုဆွေးနွေးသွားမှာပါအဲ့ဒီ bubble tea ဥမောင်ကတကယ်ကိုဒီနေ့ခေါင်းစဉ်ရဲ့အနစ်ချွတ်ပဲဗျာ Martin Neumeyer ဆိုတာကဒီတိုင်းစာအုပ်ရေးတဲ့သူတယောက်မဟုတ်ဘူးသူ Silicon Valley မှာ Apple တို့ Google တို့လို company ကြီးတွေကိုသူတို့ရဲ့ brand တွေကိုဘယ်လိုထင်ရှားအောင်လုပ်မလဲဆိုတာနှစ်ပေါင်းများစွာကူညီပေးခဲ့တဲ့ strategist တယောက်ပါသူရဲ့အဓိကဆိုကရှင်းလေးဒီနေ့ထင်မှာပူကောင်းအောင်လုပ်တာထက်မတူအောင်လုပ်တာကပိုအရေးကြီးတယ်တဲ့ဒီနေ့ဆွေးနွေးမှုမှာ Zack ဆိုတာပါလေတာမ marketing မှာပြောနေကြတဲ့ differentiation နဲ့ပါကွာလေပြီးတော့မြန်မာနိုင်ငံကလက်တွေ့လမ်းမဥမာတယ်နဲ့ဒါကိုဘယ်လိုတုံးချမလဲဆိုတာကိုကြည့်သွားကြမယ်ဗျစိတ်ဝင်စားရမယ်ပထမဆုံးအနေနဲ့ဒီ Zack နဲ့ differentiation ဆိုတဲ့စကားလုံးတစ်ခုကိုတခြားရှင်းအောင်လုပ်ရအောင်ရှင်လုပ်ငန်းတော်တော်များများကငါတို့ကပြိုင်ဘက်တွေထက်ပိုကောင်းတယ်ဆိုပြီးကြော်ညာကြတာပဲလေအဲ့ဒါက differentiation ပဲမဟုတ်လား Zack ကအဲ့ထက်ဘာပိုလောတာလဲဒီကအချက်ကအတိုင်းရတာပဲဗျຫນွေမာယာက Zack is a deliberate break from the crowd လို့ပြောတယ်တမန်တကာကိုလူအုပ်နဲ့လမ်းခွဲထွက်တာ differentiation ဆိုတာကရှိပြီးတာကစားကွင်းတယ်မှာငါကပိုမြန်တယ်ငါပစ္စည်းကပိုကောင်းတယ်လို့ပြောနေတာ Zack ကတော့မင်းတို့ကစားနေတဲ့ကစားကွင်းမှာငါမကစားဘူးငါကစားခွင့်အသစ်ကိုငါကိုယ်တိုင်ဖန်တီးမယ်လို့ကြေညာလိုက်တာပဲဘာလို့လဲဆိုတော့ဒီနေ့ခေတ်မှာသုံးစွဲသူတွေက choice overload ဖြစ်နေကြတယ် American supermarket တစ်ခုမှာပစ္စည်းအမျိုးပေါင်း40,000လောက်ရှိတယ်အဲ့ဒီလောက်များတဲ့အထက်မှာနည်းနည်းလေးပိုကောင်းနေရုံနဲ့ဟုတ်ဘယ်သူမှတတိမထားမိတော့ဘူးထင်ကနေကွဲထွက်နေတဲ့အရာကိုပဲလူတွေကမှတ်မိကြတယ်အော်ဒါဆိုငါကသူတို့ပိုကောင်းတယ်မဟုတ်ပဲငါကသူတို့နဲ့လုံးဝမတူဆိုတဲ့တဘောပေါ့နော်ရန်ကုန်က Tea Leaf Burger ဆိုတဲ့ဆိုင်ကိုသွားတရတယ်တခြားဆိုင်တွေအားလုံးက American style အမဲသား cheese အာလူကြော်တွေရောင်းတဲ့ချိန်မှာသူကလုံးဝကိုဆန့်ကျင်ပဲလုပ်လိုက်တာအမဲသားအစလက်ဖက်ကိုအသားပြားလုပ်တယ် milkshake အစထန်းညက် tempera ဆိုတာရောင်းတယ်ဆိုင်ထဲမှာ American တချင်းအစမြန်မာဆိုင်ဝိုင်းတန်ကြွားရတယ်ဒါဇီယေလို့ခေါ်လို့ရမလားအတိအကျပဲဒါကဇီယေရဲ့ပြီးပြည့်စုံတဲ့ဥပမာတစ်ခုပဲသူကပိုအရသာရှိတဲ့ပါကားဆိုပြီးမပြိုင်ဘူးတခါမှမကြုံဘူးတဲ့မြန်မာမှုဖြူထားတဲ့ဘာကအတွေ့အကြုံဆိုပြီးလမ်းကြောင်းအသစ်ဖော်လိုက်တာရလက်ကရှင်းပါတယ်ထူးခြားတာကိုမှကြိုက်တဲ့နိုင်ငံခြားသားတွေရောကိုယ်နိုင်မရဲ့အစားအသောက်ကိုဂုဏ်ယူတဲ့ပြည်တွင်းဖောက်တဲတွေအတွက်ပါသွားဆယ်နေရတစ်ခုဖြစ်လာတယ်သူကဘာက category ထဲမှာရှိနေပေမဲ့ပြိုင်ပတ်မရှိတဲ့လောက်ဖြစ်သွားတယ်ဈေးပိုတင်ရောင်းနိုင်တယ်လူမှုကွန်ရက်မှာလည်းလူတွေကသူ့အကြောင်းကိုအမွှမ်းတင်ပြီးပြောကြရတယ်အဲ့ဒီ Tea Leaf Burger ဥပမာကတကယ်ကိုထိမိတယ်ရှင်ဒါပေမဲ့လုပ်ငန်းရှင်တယောက်အနေနဲ့ဒီလောက်တတ်သိရှိရဲ့စွန့်ဖြတ်ချက်မျိုးကိုဘယ်ကနေဘလို့စပြီးစဉ်းစားရမလဲဆိုတာကတော့ခေါင်းချောက်စရာပဲလုပ်ငန်းအများစုရဲ့ပင်ကိုစိတ်ကဖောက်တယ်ရဖို့တော့ yes လို့ပြောချင်ကြတာလေဒီလို no လို့ပြောရတဲ့တတ်သိကိုဘလို့မွေးရမလဲစနစ်တကျစဉ်းစားလို့ရမယ့် framework မျိုးရှိလားရန်ကောင်းတယ်မြေဟုံးပဲဗျအဲ့ဒီ no လို့ပြောရတဲ့တတ်သိကNeumeyer ရဲ့ framework ရဲ့အတန်းလုံးပဲသူက brand strategy တိဆောက်ဖို့မိခု18ခုချပေးထားတယ်အဲ့ဒီထဲကအရေးကြီးဆုံးကတင်ဘာတွေမလုပ်တင်ဘူးလဲဆိုတဲ့မိခုံပဲ Steve Jobs က Apple ကိုဒေဝါလီခန်းခါနီအချိန်မှာပြန်ရောက်လာတော့ပထမဆုံးလုပ်တာကထုတ်ကုန်လိုင်းရဲ့80%ကိုဖြတ်တောက်ပြခဲ့တာပဲ80%တောင်လားဟုတ်တယ် no လို့ပြောနိုင်ခြင်းကစံတည်တည်ထင်မှုရဲ့အစပဲလို့သူကပြောခဲ့တယ်ဘာလို့လဲဆိုတော့ကိုဘာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိမှကိုဘာဖြစ်တယ်ဆိုတာကပိုပြီးပေါ်လွင်လာမှာ focus ကရှင်းလင်းမှုကိုဖန်တီးတယ်ရှင်းလင်းမှုကကွဲပြားမှုကိုဖန်တီးပေးတယ်ဗျာဒါဆိုရင်ရန်ကုန်ကဒပွန်စတူဒီယိုတစ်ခုရဲ့ဇလန်းလို့ပေါ့အရင်ကသူတို့ကတခြားစတူဒီယိုတွေလိုမဲ့မင်္ဂလာဆောင်ပုံတူခုံပစ္စည်းပွဲလက်ပွဲ passport ခက်ခေါ်ရမယ့်အကုန်ရိုက်တယ်ပိတ်ဆောင်ရရင်ပြီးတော့ဆိုတဲ့သဘောမျိုးဒါပေမဲ့သူတို့ Neumeyer ရဲ့မိခွန်းတွေကိုတုံးပြီးငါတို့ပါရီမလို့ဘူးလဲဆိုတာကိုသတ်မှတ်လိုက်တယ် passport တပ်ပုံမရိုက်တော့ဘူး product shoot တွေလက်မခံတော့ဘူးပုံမှန် post baby ရိုက်တဲ့ပုံတွေမထည့်တော့ဘူးရိုးရမင်္ဂလာဆောင် slide show တချင်းတွေမသုံးတော့ဘူးဟုတ်တယ်
အဲ့ဒီ no တွေကသူတို့ရဲ့ yes ကိုအရန်အစွမ်းထက်သွားစေတယ်သူတို့က cinematic wedding film ဆိုတဲ့ဝန်ဆောင်မှုတစ်ခုတည်းကို yes လို့ပြောလိုက်တဲ့အခါမှာသူတို့ကရေပြိုရဲ့တပ်ဖုံစတူဒီယိုအဖြစ်ကနေ premium အဆင့် specialist ဖြစ်သွားတယ်ဖောက်တဲ့တွေကသူတို့ကိုတပ်ဖုံဆရာဆိုပြီးရေပြိုရဲ့မချတော့ဘူးမင်္ဂလာဆောင်ကိုရုပ်ရှင်တကားလို့ရိုက်ပေးတဲ့သူဆိုပြီးတိတိကျကျရှာဖွေလာကြတယ်ရလာကဈေးနှုန်းကို20လောက်ပိုတင်နိုင်ပြီးမယ်အလုပ်တွေကတော့ပြည့်နေတော့မယ်နိုးလို့ပြောလိုက်လို့ဖောက်တဲ့နေတော့တာမဟုတ်ပဲမှန်ကန်တဲ့ဖောက်တဲ့ဒီပိုရလာတာ ကမီဒါဆို no လို့ပြောခြင်းကကို focus ဖြစ်စေတယ်ဒါပေမဲ့အချို့လုပ်ငန်းတွေမှာတော့ဒါကပိုရှုပ်ထွေးနိုင်တယ်ရှင်ဥမာ gym တခုဆိုပါတော့ဖောက်တယ်တွေက gym ဆိုရင်အလေးတုံးတွေပြေးဆက်တွေရှိမယ်လို့မျှော်လင့်ထားကြတာအဲ့ဒီမှာကိုက no ငါတို့စီမှာအလေးတုံးတွေမထားဘူးပြေးဆက်တွေမရှိဘူးလို့ပြောလိုက်ရင်ဒါဆိုမင်းက gym အကောင်းစားချက်ခုမဟုတ်ဘူး gym အညံ့စားချက်ခုပဲလို့အထင်မခံရနိုင်ဘူးလား customer တွေကိုပို့ပြီးရှုပ်ထွေးသွားစေမှာမဟုတ်ဘူးလား အဲ့ဒီအချက်ကတတိယ insight ကိုတိုက်ရိုက်ဆက်ဆက်သွားပြီအဲ့ဒါက category ဆိုတဲ့အချင်းထောင်ကိုဖောက်ထက်ခြင်းပဲ New Maya က categories are for the convenience of customers not for the benefit of companies ဆိုပြောတယ်ဖောက်တဲ့တွေကကိုဒါက gym ဒါက coffee ဆိုင်ဆိုပြီးအလွယ်တကူတက်တာတွေထိတ်ချင်ကြတယ်ဒါပေမဲ့ကိုကအဲ့ဒီတက်တာတဲ့အစီအမံတွေကိုလိုက်နာကြမလို့ကိုပိုင်တက်တာအစ် category အစ်ကိုဖန်တီးနိုင်တယ်ဗျာ Red Bull က energy drink category ထဲတားမဝင်ဘူးသူက functional beverage that gives you wings ဆိုတဲ့ category အစ်ဖန်တီးတယ် Starbucks က coffee ဆိုင် category ထဲအိမ်နဲ့အလုပ်ကြာကတတိယနေရာဆိုတဲ့ category ကိုတိစောက်ခဲ့တယ်။အော်ဒါဆိုရန်ကုန်က movement studio ဆိုတဲ့နေရာကဒီနည်းကိုသုံးလိုက်တာထင်မယ်။သူတို့က gym ဆိုတဲ့စကားလုံးကိုလုံးဝမသုံးဘူး။ movement exploration space လို့ခေါ်တယ်။ဆိုလိုတာကလှုပ်ရှားမှုကိုစူးစမ်းရှာဖွေတဲ့နေရာပေါ့။စစ်ပစ္စည်းတွေမထားဘဲကိုအလေးချင်းယောဂအကာကိုခံပညာတွေကိုပဲသင်ပေးတယ်။ membership အစား learning journey ဆိုတဲ့ package နဲ့ရောင်းတယ်။ရီမန်းချက်ကကြွတ်သားထွက်ဖို့မဟုတ်ပဲ mind body connection ရဖို့တယ်အတိကြပဲသူတို့က gym ဆိုတဲ့ category ကိုလုံးဝဖောက်ထွက်ပြီး category အတစ်တစ်ခုကိုတီးထွန်းလိုက်တာဒါကြောင့် gym ဆိုတဲ့စကားလုံးကြားရင်လန့်တဲ့သူတွေရိုးရာလေ့ကျင့်ခန်းကိုစိတ်မဝင်စားတဲ့သူတွေအတွက်တွားစရာနေရာတစ်ခုဖြစ်လာတယ်သူက gym တွေနဲ့မပြိုင်ဆိုင်တော့ဘူး wellness lifestyle ဆိုတဲ့ဈေးကွက်အတစ်တစ်ခုကိုပိုင်ဆိုင်ထားတယ်ရှုပြီးတန်း category တစ်ခုထဲမှာနေရင်အဲ့ဒီ category ရဲ့ဈေးနှုန်းတွေမျောလင့်ချက်တွေကန့်တက်မှုကိုခံရမှာပဲ category အတစ်ဖန်တီးလိုက်မှာကိုယ်စီမင်ကိုရင်းနိုင်မှာကောင်းပါပြီ NOBO တဲ့ category အသစ်ဖန်တီးတဲ့ဒီ UR စတွေကတဘောတရားရတော့အရင်ကောင်းတယ်ဒါပေမဲ့ဒါတွေကိုစူးစီးပြီးဖောက်တဲ့တရားနားမြင်အောင်ရှင်းလင်းတဲ့ message တစ်ခုအဖြစ်ဘယ်လိုပြောင်းလဲမလဲကိုယ့်ရဲ့ရှုပ်ထွေးတဲ့ Zack အသစ်ကြီးကိုတကြောင်းလဲနဲ့ဘယ်လိုပြောရမလဲအဲ့ဒီအတွက် New Maya က onlyness statement ဆိုတဲ့ formula ကိုပေးထားတယ်ဒါကကိုယ့် brand ရဲ့ရပ်တည်ချက်တစ်ခုလုံးကိုဝါကျတစ်ကြောင်းထဲနဲ့ပေါ်ပြနိုင်တဲ့စွမ်းအားကြီးတဲ့ tool တစ်ခုပဲသူ့ရဲ့တိစောက်ပုံကကျွန်တော်တို့ဟာဘလို့ fault တွေအတွက်ဘာကြိုးကျေးဇူးကိုပေးတဲ့တူရီတော့ဘာမျိုးစာခစ်ပါတယ်ဆိုတဲ့ပုံစံမျိုးပဲဥပမာ Harley Davidson အတွက်ဆိုရင် American ကကောင်းပွဲဂိုင်းတာထစ်ချင်တဲ့ယောက်ျားမှန်ဘင်းသူတွေအတွက်အတန်ကျဲကျဲဆိုင်ကကြီးတွေထုတ်တဲ့တူရီတော့ဆိုင်ကထုတ်လို့တူပေါ့အမျိုးလုံးဝပြောလို့မရတော့ဘူးရန်ကုန်ကတားရီအိ workshop တခုကဒီ statement ကိုတုံးလိုက်ပုံကစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ရေးဆွဲလိုက်တာကတဘာဝပေါ်ဝင်ခြင်းကိုတန်ဖိုးထားပြီးဇလန်တပုံနဲ့ထူးခြားတဲ့အသုံးဆောင်ကိုလိုချင်တဲ့ရန်ကုန်ကပညာတတ်လုပ်ငန်းရှင်တွေရဲ့ထွာ recycle လုပ်ထားတဲ့ပစ္စည်းတွေနဲ့ custom အိတ်တွေဖန်တီးပေးတဲ့တခုတည်းသောတားရီ workshop တဲ့ Come your new bag ဆိုတဲ့တိကျတဲ့ message နဲ့ကြော်ညာတယ်။အော်တင်းရဲ့ချက်ကအဟောင်းကတင်းအိတ်အသက်ဖြစ်လာနိုင်နေပေါ့ကောင်းပါတယ်ရက်လက်ကဈေးကောင်းရပြီးပြိုင်ပတ်လက်အလုံးနဲသွားတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ onlyness statement ကသူတို့ကိုပြိုင်ပတ်မရှိတဲ့နေရာကိုပို့ပေးလိုက်လို့ပဲကောင်းပြီကိုမအဲ့လို onlyness statement လည်းရှိပြီးဆိုပါတော့ဒါမဲ့အဲ့ဒါကကိုစိတ်ထဲမှာပဲရှိနေရလား focus တွေစီတိတ်ကြရောက်ရလားဆိုတာဘယ်လိုသိနိုင်မလဲကို brand က focus ရှိမရှိရှင်းလင်းမှုရှိမရှိဘယ်လိုစမ်းသပ်မလဲ No Maya ကအဲ့ဒီအတွက်ရန်ယုံရှင်းပြီးအစွမ်းထက်တဲ့ focus test တစ်ခုကိုပေးထားတယ်ကိုဖောက်တဲ့တယောက်ကိုကျွန်တော်တို့ကဘာလုပ်တာလဲလို့မေးကြည့်လိုက်ပါသူတို့9စက္ကန့်အတွင်းရှင်းရှင်းလင်းလင်းပြန်ဖြေနိုင်ရင်အောင်မြင်တယ်မဖြေနိုင်ရင်ဒါမှမဟုတ်အဖြေတွေကတယောက်နဲ့တယောက်မတူရင်တော့ကြာရှုံးတယ်ပဲ9စက္ကန့်တော်တော်တင်းကျပ်တာပဲဒါပေမဲ့ဒိတ်ပဲရှိတယ်နော်ဖောက်တဲ့တယောက်က9စက္ကန့်အတွင်းကိုလူငန်းအကြောင်းမရှင်းပြနိုင်ရင်သူ့တငယ်ချင်းကိုလည်းပြန်မပြောပြနိုင်တော့ဘူးဒါဆို word of mouth marketing ကအလုံးမလုံးတော့ဘူးဆိုတဲ့သဘောပဲပေါ့အတိအကျပဲ
Apple Amazon Southwest Airlines တို့လို brand ကြီးတွေကဒီ test ကိုအလွယ်တကူအောင်မြင်ကြပဲသုံးရလွယ်တဲ့ကွန်ပျူတာတွေလုပ်တာအကုန်ဝယ်လို့ရပြီးအမြန်ပို့ပေးတာဈေးပေါ်တဲ့လျင်လဲမှာစားသဖြင့်ရှင်းနေတာပဲရန်ကုန်က online ကုံစုံပုလုပ်ငန်းတစ်ခုက customer survey လုပ်တုန်းကဒီ test မှာကြာရှုံးခဲ့တယ်ဖော့တဲ့ရဲ့အဖြေကကုံစုံရောင်းတယ် online ကနေအသားငါအတိရက်ကုံရောင်းတာပဲစသဖြင့်မရှင်းလင်းမှုထင်နေတယ်အကြောင်းရင်းကသူတို့က everybody trap လို့ခေါ်တဲ့လူတိုင်းအတွက်ထောင်ချောက်တယ်ကြားနေလို့ပဲ လူတိုင်းကရည်ရဲလိုက်တာနဲ့ဘယ်သူမှမဟုတ်တော့ဖြစ်သွားပေါ့အဲ့တော့အဲ့ဒီကုံစုံဆိုင်ကဘလို့ပြန်ပင်ခဲ့လဲ သူတို့ကအရာအလုံးကိုရောင်းချင်နေတာကိုရက်ပြီးလေတော့ကလက်ဆက်တဲ့ဟင်ဒီဟင်းရွက်တွေကိုနောက်ထပ်နေ့အရောက်တီးတန့်ပို့ဆောင်ပေးခြင်းဆိုပြီး refocus လုပ်လိုက်တယ်အဲ့ဒီနောက်မှာတော့ customer တွေကရှင်းရှင်းလင်းလင်းပြန်ဖြေနိုင်သွားတယ်ဒါနဲ့ပတ်သက်ပြီးရန်ကုန်ကခလေးစာအုပ်ဆိုင်လေးတစ်ခုရဲ့ဥပမာကပို့တော်ထိမိသေးတယ်သူတို့ကမြန်မာအင်္ဂလိပ်ဘာသာစကားနှမျိုးနဲ့ခလေးတွေကိုပြုစုပြောထောင်ခြင်းတဲ့အသက်3နှစ်မှ8နှစ်အရွယ်ခလေးမိဘများဆိုတဲ့အလွန်ကျေးမြောင်းတဲ့ target ကိုပဲအာရုံစိုက်ခဲ့တယ်ရလက်ကတော့အဲ့ဒီမိဘတွေရဲ့ခိုင်မာတဲ့ community တစ်ခုရလာပြီးပြိုင်ပတ်မရှိသလောက်ပြောသွားတယ်ဗျာ ကောင်းပြီဒီစန်တီရောက်ရင်တော့ခရီးပေါက်နေပြီကိုယ့်ရဲ့ဇာတ်ကိုချာတွေ့တယ်အန်နိုလိုပြောရတယ်ကို category ကို fan တီးတယ် analyst statement နဲ့ရှင်းလင်းအောင်လုပ်တယ် focus test နဲ့စစ်ဆေးတယ်ဒါဆိုပြီးပြီလားဒီ plan တိုင်းမဆက်တော့အောင်မလား အဲ့ဒါကလူများဆုံးလုပ်တတ်တဲ့အမှားပဲ Zack ဆိုတာတခါလို့ပြီးရင်ပြီးသွားတဲ့ project တစ်ခုမဟုတ်ဘူး New Maya က brand strategy is a living system လို့ဆိုရတယ်ဒါကအသက်ရှင်နေတဲ့စနစ်တစ်ခုလို့ပဲဈေးကွက်ကအမြဲပြောင်းလဲနေတယ်ပြိုင်ဘက်တွေကလည်းကိုယ့်ရဲ့ Zack ကိုမြင်သွားရင် copy လုပ်ဖို့စ조사လာမှာပဲအောင်မြင်တဲ့ Zack တစ်ခုကကြားလိုက်ရင် zig ဖြစ်သွားနိုင်တယ် ဒါဆိုရင်ကိုကအမြဲတမ်းရှေ့တလျန်းဂျိုနေရမယ်ဆိုတဲ့သဘောပါ Amazon ကစောက်ဆိုင်ကနေစခဲ့ပြီးအခုအရာလုံးရောင်းတဲ့ဆိုင်ဖြစ်သွားတာ Netflix က DVD အငှားလုံးကနေ streaming ကိုပြောင်းလဲခဲ့တာတွေဒါတွေကဒီလိုမျိုးအမြဲတမ်းညှိနှိုင်းပြောင်းလဲနေတယ်ဆိုတဲ့ဥပမာတွေဖြစ်မဲ့ထင်တယ် ဟုတ်ပါတယ်သူတို့ကတခါ Zack လို့ပြီးရမနေပဲဈေးကွက်ရဲ့တုံ့ပြန်မှုအပေါ်မူတည်ပြီးနောက်တစ်ခါထပ် Zack လုပ်ခဲ့ကြတယ်ရန်ကုန်က coffee delivery service တစ်ခုရဲ့ဥပမာကိုကြည့်သူတို့စချင်းမှာရုံချင်အတွင်းမိနစ်20အတွင်းရောက် premium coffee ဆိုပြီး Zack လုပ်ခဲ့တယ်ဒါကအစပိုင်းမှာကောင်းမွန်တဲ့ရည်တည်ချက်တစ်ခုပဲဒါပေမဲ့ data ကိုကြည့်လိုက်တဲ့အခါမှာ repeat order တွေနည်းနေတာကိုတွေ့ရတယ်ဖောက်တွေတွေကိုပြန်မေးကြည့်တဲ့အခါမှာ coffee ကကောင်းပေမဲ့တစ်ခွက်ထဲမှာရတာအားနာတယ်လို့တုံ့ပြန်ကြတယ် အော်ဒါကထင်မထားတဲ့ feedback ပဲဒါဆိုသူတို့ရဲ့မူလဇက်ကမားနေတာလား အလဲပေါ်မူတည်ပြီးပြန်ညှိလိုက်တယ် Your office is coffee routine delivered daily ဆိုတဲ့ Zack အတစ်ကိုပြောင်းခဲ့တယ်တစ်ခွက်ချင်းရုံးတာထက် subscription model နဲ့ bundle package တွေထည့်လိုက်တယ်ရုံးတွေကိုအထီးကထားပြီးနေ့စဉ် coffee မှယူတဲ့စနစ်ကိုအားပေးလိုက်တယ်ရလဲကဝင်ငွေတည်ငြိမ်လာပြီး customer retention လည်းတိတာတက်လာတယ်ဒါက Zack ဆိုတာခေါင်းမနဲ့ကင်ဆွဲထားမဲ့ယူဆတကူမဟုတ်ပဲဈေးကွက်ရဲ့တုံ့ပြန်မှုနဲ့အတူအမြဲတမ်းပြန်လဲညီနိုင်နေရမယ်ဆိုတာကိုပြနေတာပဲ ဒီနေ့ဆွေးနွေးခဲ့တာတွေကတကယ်ကိုမျက်စိဖွင့်ပေးနိုင်လို့နဲ့ရှင်အနှချုပ်ရရင်တော့ဒီနေ့ခေတ်လိုဆူညံနေတဲ့ဈေးကွက်ထက်မှာနည်းနည်းလေးကွဲပြားယုံနဲ့မလုံလောက်တော့ဘူးလူတိုင်းလုံနေတဲ့လမ်းကြောင်းကနေရဲရဲဝံ့ဝံ့ခွဲထွက်ဖွင့်လိုရတယ်အဲ့လိုခွဲထွက်နိုင်ဖို့ NO လို့ပြောရရမယ်ကိုယ့်ရဲ့ category ကိုတိုင်ဖန်တီးရမယ်ပြီးတော့ကိုဘသူဆိုတာကိုရှင်းရှင်းလင်းလင်းသိပြီးအမြဲတမ်းစမ်းသပ်ညီနိုင်နေရမယ် ဒီဆွေးနွေးမှုကနေလက်တွေ့အတုံးချနိုင်ဖို့စဉ်းစားစရာတစ်ခုပေးခြင်းပါတယ်ဗျာ anti competitor စာရင်လုပ်ကြည့်ပါစာရွက်တရွေးယူပြီးကိုယ့်ရဲ့အဒေကပြိုင်ဘက်3ယောက်ကိုခြာရည်ပါပြီးရင်သူတို့အားလုံးတူညီစွာလှုပ်ဆောင်နေတဲ့အရာတွေဥပမာဈေးနှုန်း marketing ပုံစံ design ဝန်ဆောင်မှုပေးပုံစတာတွေကိုစာရင်လုပ်ပါပြီးရင်အဲ့ဒီအရာတွေရဲ့တိုက်ရိုက်ဆန့်ကျင်ဘက်တွေကိုနောက် column တစ်ခုမှာခြာရည်ကြည့်ပါဥပမာသူတို့က formal showroom နဲ့ရောင်းရင်ကိုကအိမ်လိုနှွေးထွေးတဲ့နေရာမှာရောင်းမယ်သူတို့က short ဈေးတွေအများကြီးပေးရင်ကိုကလုံးဝ short ဈေးမပေးပဲတန်ဖိုးကိုပဲချေခံမယ်အဲ့ဒီစန့်ကျင်ပဲများစာရင်ထဲကကို brand ရဲ့တန်ဖိုးတွေနဲ့ကိုက်ညီတဲ့အရာကိုရွေးပြီးဘလို့ account ထဲ formula စဉ်းစားကြည့်ပါဒါက Zack လို့ဖို့စိတ်ကူးတဲ့ရာစီပါလိမ့်မယ် နောက်ဆုံးအနေနဲ့ဆက်လက်တွဲခေါ်စရာတစ်ခုကတော့ဒီ Zack ဆိုတာရှင်တန်ရေးနီးပြူတာတတ်မဟုတ်ပဲအောင်နိုင်ရေးနီးပြူတာတကူထစ်တယ်ဆိုတာပါပဲစဉ်းစားရမှာကငါတို့ဘလို့ကွဲပြားအောင်လုပ်မလဲဆိုတဲ့မေးခွန်းအသေးလေးမဟုတ်တော့ဘူးငါတို့ industry မှာလူတိုင်းပါအမှန်တရားကိုလက်ခံထားကြလဲ
ငါတို့ကအဲ့လာရဲ့လုံးဝစန့်ကျင်ဘက်ကိုဘယ်လိုလုပ်ပြနိုင်မလဲဆိုတော့ပိုရည်တဲ့မေးခွန်းကိုမေးရမှာပဲ